ဂျမရဲကဘာကြီးကိုအခြေခံကစပြီးပြောင်းလဲပစ်နိုင်လောက်တဲ့နီးပညာလိုင်းလုံးကြီးတစ်ခုတကယ်ပဲရုပ်လာတော့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ The Coming Waves ဆိုတဲ့စာအုပ်ကအင်မတန်အရေးကြီးတယ်ဒီမိကုန်းကိုပဲမေးထားတာပါဒီနေ့မှာတော့ဒီစာအုပ်ကနေတစ်ဆင့်အနာဂတ်အတွက်တတိပေးချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ဒီနေရာမှာပြောနေတဲ့နည်းပညာဆိုတာကထားမှ upgrade တစ်ခုလို့မဟုတ်ပါဘူးစာရေးသူကဒါကိုရှေ့ခေတ်ကဘာကြီးကိုရေလွှမ်းမှုပြီးကဘာတက်တစ်ခုကိုပြန်လဲမွေးဖွားစေခဲ့တဲ့တန်တရာရီလာလွှမ်းလုံးကြီးတွေနဲ့တော့နိုင်ရှင်ထားပါတယ်ပြောရင်ဒါကဘာကိုပြန်လဲပုံသွင်းနိုင်တဲ့အပြောင်းလဲကြီးတစ်ခုပေါ့ကဲဒီဖိုင်လုံးကြီးဆိုတာတကယ်တော့ပါလဲဒါဟာ AI တခုတည်းအကြောင်းပြောနေတာမဟုတ်ပါဘူးဇီဝနီးပညာတခုတည်းအကြောင်းလည်းမဟုတ်ပြန်ဘူးအဓိကကဒီနီးပညာနှစ်ခုပေါင်းစည်းသွားတဲ့အခါမှာမကြုံစဖူးအစွမ်းထက်တဲ့အစွမ်းအားတစ်ခုဖြစ်ပေါ်လာတာကိုဆိုလိုတာပါဒီလိုင်းလုံးကြီးရဲ့တကယ်ကြားနာချက်ကဘာလဲဆိုတော့ဒါအရင်ကလိုအချက်လက်တွေကိုဖတ်ရှုနိုင်ရုံပဲမဟုတ်တော့ပဲကျွန်တော်ရဲ့ကဘာကြီးကိုရေးတားနိုင်စွာမှရှိလာတာပါပဲဆိုလိုတာကအရာဝတ္ထုတွေကိုအတုခိုးနိုင်ရုံမကပဲအသစ်ဆက်ဖန်တီးလာနိုင်တာမျိုးပါဒီစွမ်းအားကကျွန်တော်ရဲ့ရိုးတုကဘာကြီးကိုအခြေခံကြပြောင်းလဲပစ်နိုင်ပါဖြစ်တာပါဒီလောက်ကြီးမားတဲ့စွမ်းအားကိုရောကျွန်တော်တို့ထိန်းချုပ်နိုင်ပါမလားဒါကပဲဒီစာအုပ်ရဲ့အဓိကအချက်အသေးပါပထမပိုင်းမှာတော့ဘာကြောင့်ဒီလိုက်လုံးကြီးကိုထိန်းချုပ်ဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲနေရတာလဲဆိုတာကိုတမန်ရဲ့သင်ခန်းစာတွေနဲ့အတူလေ့လာကြည့်ကြအောင်သမိုင်းကိုပြန်ကြည့်လိုက်ရင်အစွမ်းထက်တဲ့နည်းပညာတွေဟာတားဆီးလို့မရအောင်ပြန်နှံ့သွားတတ်တယ်ဆိုတာတွေ့ရမှာပါမော်တော်ကားကိုပဲကြည့်လေအစပိုင်းမှာစိန်ခံပစ္စည်းတစ်ခုဖြစ်ခဲ့ပြီးမဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲလူတိုင်းဒီပါရဲ့နေ့စဉ်ဘဝတွေကိုရောက်သွားခဲ့တယ်ဒီအဆုံးမဲ့ပြန်ပွားမှုဆိုတဲ့ပုံစံကကျွန်တော်တို့ကိုပါသင်ခန်းစာပေးတယ်လဲဆိုတာစဉ်းစားကြရမှာပဲဘာကြောင့်ဒီနီးပညာကိုဘလို့မှလက်လွတ်ခံမှာမဟုတ်တာလဲအကြောင်းရင်းတွေအများကြီးပါပဲနိုင်ငံချင်းချင်းရဲ့ပြိုင်ဆိုင်မှုဒေါ်လာထရီလီယံနဲ့ချီတဲ့စီးပွားရေးအခွင့်အလမ်းတွေကဘာကြီးရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့်မျှော်လင့်ချက်တွေပြီးတော့လူသားတွေရဲ့မွေးရပါစူးစမ်းလို့စိတ်တွေဒီတော့အားတွေအလုံးကဒီလိုင်းလုံးကြီးကိုရှစ်ဆက်တိုးဖို့ပဲတွန်းပို့နေကြတာပါဆိုတော့နီးပညာသမိုင်းရဲ့သင်ခန်းစာကတော့ရှင်းရှင်းလေးပါပဲအစွမ်းထက်တဲ့နီးပညာတွေဟာအမြဲတမ်းလည်းလို့ပြန်နှံသွားတယ်ပါမယ်ဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိခဲ့ပူပါတယ်ဟုတ်ပါတယ်သမိုင်းမှာတစ်ချိန်တစ်ခါတော့ကျွန်တော်တို့ကအန်ဒရေအရှိဆုံးနီးပညာတစ်ခုကိုအတိုင်းအတာတစ်ခုအထိထိန်းချုပ်နိုင်ခဲ့ပါတယ်အဲ့ဒါကတော့နျူကလ িয়ার လက်နက်တွေပါပဲဒီဥမာကပဲကျွန်တော်တို့ကိုမျှော်လင့်ချက်ရောင်ကြီးလေးတစ်ခုပေးနေတာပါဒါမဲ့ဒီတစ်ခါတော့အခြေအနေကလုံးဝကိုမတူတော့ပါဘူးနျူကလ িয়ার နည်းပညာဟာနိုင်ငံတော်အဆင့်အရင်အမြင့်တီလွတ်အပ်တဲ့ထိန်းချုပ်ရလွယ်ကူခဲ့တယ် AI နဲ့ဇီဝနည်းပညာကတော့အင်တာနက်ခြေခါတဲ့ကွန်ပျူတာတစ်လုံးရှိုံနဲ့လူတိုင်းနည်းပါလက်လန်းမိနိုင်ပါတယ်ထိန်းချုပ်ဖို့တဘာဝအတိုင်းအခက်အခဲတွေရှိနေတာပါကောင်းပြီဒီလိုင်းလုံးကြီးကိုထိန်းချုပ်မနိုင်ခင်ရောဘာတွေဖြစ်လာနိုင်မလဲအခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ NDA ရဲ့ပမာဏကိုလေ့လာကြည့်ကြအောင်စာရေးသူကဒီနည်းပညာတွေကို fragility amplifiers လို့ခေါ်ပါတယ်ဆိုလိုတာကလူအဖွဲ့အစည်းမှာရှိပြီးသားအကွဲချောင်းလေးတွေကိုကြီးမားတဲ့6ကံပါကြီးတွေဖြစ်ပြောင်းလဲပစ်နိုင်တဲ့အရာတွေလိုပါပဲဥပမာတွေကတော့တကယ်ကိုကြောက်စရာကောင်းပါတယ်စိတ်ကူးရင်ဇလန်းထဲကမဟုတ်ဘူးနော် AI နဲ့ထိန်းချုပ်ထားတဲ့လူသက် drone တွေကိုယ်တိုင်တိုးတက်အောင်လုပ်နိုင်တဲ့ cyber တိုက်ခိုက်မှုတွေတက်ခွဲခန်းထဲမှာဖန်တီးထားတဲ့ကတ်ရောကားတွေပြီးတော့လူအဖွဲ့အစည်းကိုဖြိုဖျားလုပ်နိုင်တဲ့အတူအယောင်ဗီဒီယိုတွေအထိအားလုံးဟာလက်တွေ့ဖြစ်လာနိုင်တဲ့ချင်းချောင်မှုတွေပါဒီစကားတော့တကယ်ကိုကြက်တိရထားစရာကောင်းပါတယ်စဉ်းစားကြည့်ပါလူတစ်ယောက်တည်းကလူတန်းပေါက်များစွာကိုသိသိနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်လာနိုင်တဲ့ဆိုလားဒါကကျွန်တော်တို့သမိုင်းတစ်လောက်မှမကြုံဘူးတဲ့ချီးနှီးတစ်ခုပါဒီလောက်ကြီးမားတဲ့အန်ဒီရတွေကိုမြင်နေရတဲ့ဘာကြောင့်ကျွန်တော်တို့အရေးတကြီးမလို့ဆောင်ကြသေးတာလဲစာရေးတို့ကတော့ဒါဟာ pessimism aversion trap ကြောင့်လို့ဆိုပါတယ်ပြောရရင်ပြဿနာကတိတ်ကြီးလုံးတော့ရင်းနဲ့ဆိုင်ခြင်းပဲမမြင်ကြရောဆောင်လိုက်တာမျိုးပေါ့အခြေအနေကစိုးရင်စရာကောင်းပေမဲ့မျောလင့်ချက်လုံးဝမရှိတော့မဟုတ်ပါဘူးအခုကျွန်တော်တို့ဒီအချက်တဲနဲ့လွတ်မြောက်နိုင်မဲ့လမ်းချင်းလေးကိုအကြောင်းကိုဆွေးနွေးကြရအောင်ဒီမှာပဲစာအုပ်ရဲ့အထက်ကအချက်ကိုညှောက်လာပါပြီထိန်းချုပ်ဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲနေပေမဲ့ကျွန်တော်တို့ထိန်းချုပ်ရပါမယ်ဒါဟာရွေးချယ်စရာမဟုတ်ပဲမထိမနေလွတ်ဆောင်ရမယ်တာဝန်တစ်ခုဖြစ်နေလို့ပါပဲဒါဆိုဘယ်လိုထိန်းချုပ်ကြမလဲစာရေးတို့ကတော့တော်တော်လေးစနစ်ကျတဲ့အစီအစဉ်တစ်ခုကိုအဆိုပြုထားတယ်လာကိုတွားတဲ့ Apollo program လိုမျိုးရည်မှန်းချက်ကြီးတဲ့နည်းပညာပိုင်းဆိုင်ရာဘေးကင်းလုံခြုံရေးအစီအစဉ်တွေအဓိကကျတဲ့နေရာတွေကိုထိန်းချုပ်တာတယ်စနစ်တကျစီစဉ်မို့လေးနဲ့နိုင်ငံတကာတဘောတူညီချက်တွေလိုမျိုးမန်နိုင်တဲ့ပေါ်မှာတည်ဆိုထားတဲ့ပတ်ပေါင်းစုံကချင်းကပ်မှုတစ်ခုကိုလိုအပ်တယ်လို့ဆိုရတယ်ဒီအစီအစဉ်ကဘာကိုစင်ခေါ်နေတာလဲဆိုတော့လှုပ်လို့ရရဲ့လှုပ်ကြည့်မယ်နောက်မှဘာလုပ်မလဲဆိုတာစဉ်းစားမယ်ဆိုတဲ့နည်းပညာရှင်တွေရဲ့အဆင့်လာအတွက်ခေါ်တစ်ခုကိုပါပဲနျူကလ িয়ার ဘုံကိုဖန်တီးခဲ့တဲ့ Oppenheimer ကိုယ်တိုင်ဝန်ခံခဲ့တယ်လို့ဒီလိုအတွေ့အခေါ်ကကျွန်တော်တို့ကိုအန်ဒီယာရှိတဲ့လမ်းကြောင်းပေါ်တွန်းပို့နိုင်ပါတယ်
အချောအဖြစ်တော့ဒီစာအုပ်ကကျွန်တော်တို့ကို Utopia လို့ခေါ်တဲ့စိတ်ကူးရံကမာနဲ့ကဲဘေးဆိုချီချားကလမ်းချင်းလေးတစ်ခုပေါ်မှာရှောက်လန်းဖို့ဖိတ်ခေါ်နေပါပဲအဆုံးသတ်မှာတော့မေးခွန်းကကျွန်တော်တို့အားလုံးအတတ်ပါဒီလမ်းကိုကျွန်တော်တို့တကယ်ပဲရှောက်လန်းကြမလား